မှန်ကြီးနဲ့ပဲဖြစ်ဖြစ်အင်ကြီးလဲနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လဲဘေးမှာအရင်ကမရှိရဲ့အလုံးလေးတစ်ခုဒါမှမဟုတ်ပုံမှန်မဟုတ်ပဲဖောင်းနေတာမျိုးကိုသတိထားမိဘူးပါသလားဒါဟာတာမန်စိတ်လားဒါမှမဟုတ်သားရက်ကပေးတဲ့အချက်ပေးတယ်လားဆိုတာအတူတူကြည့်လိုက်ရအောင်ပါအားလုံးပဲမင်္ဂလာပါရှင်တခါတလေကိုယ့်ရဲ့ခန္ဓာကိုယ်မှာပုံမှန်မဟုတ်တဲ့အပြောင်းလဲလေးတွေမြင်လာရတဲ့အခါစိုးရိမ်စိတ်လေးတွေဝင်လာတတ်ကြပါတယ်အထူးသဖြင့်မန်ကြီးနဲ့ပဲဖြစ်ဖြစ်ကော်လိုင်းကြီးဝေးနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လဲဘေးမှာအလုံးတန်းဒါမှမဟုတ်ဖောင်းချနေတာမျိုးတတိထားမိတဲ့အခါဒါပါများဖြစ်တာလဲဆိုပြီးတွေးမိတတ်ကြပါတယ်ဒီနေ့မှာတော့လူတော်တော်များများသိထားကြပေမယ့်တေချာတိတိကျကျမသိသေးတဲ့လဲဘေးကြီးယောဂအကြောင်းကိုရှင်းပြပေးသွားမှာပါဒါဟာယောဂတစ်ခုတည်းကြောင့်မဟုတ်ပဲသားရိုက်နဲ့ပတ်သက်တဲ့ကျန်းမာရေးအခြေအနေတစ်ခုကိုရှင်းနေပြီဆိုတဲ့အချက်ပြလက္ခဏာတစ်ခုပါပဲဒါကြောင့်ဆိုရင်ရမယ်အခြေအနေလားဘယ်လိုလက္ခဏာတွေရှိတယ်လဲဆိုတာအတူတူကြည့်လိုက်ရအောင်နော်တကယ်တော့လေပင်ကြီးယောဂဆိုတာကကျွန်တော်တို့လေပင်မှာရှိရဲ့ thyroid gland လေးပုံမှန်ထက်ကြီးလာတာကိုခေါ်တာပါပုံမှန်ဆိုရင်တော့ဒီကလေးလေးကိုအပြင်ကနေကြည့်ရင်မမြင်ရသလိုခိုင်ကြည့်ရင်လည်းမသိတာပါဘူးဒါပေမဲ့ကိုယ့်ရဲ့လေပင်မှာအလုံးတရံဖြစ်ဖြစ်ဖောင်းချနေရမျိုးဖြစ်ဖြစ်မြင်လာရပြီးစမ်းမိလာပြီးဆိုရင်တော့ဒါဟာ thyroid နဲ့ပတ်သက်တဲ့ကျန်းမာရေးအခြေအနေတစ်ခုခုရှိနေပြီဆိုတော့အချက်ပြလက္ခဏာတစ်ခုပါပဲဒီလိုဖြစ်ရတာဟာ thyroid hormone အထွက်များတာဒါမှမဟုတ်နေတာကြောင့်ဖြစ်နိုင်တယ်လို့ Great diseaseဟာရှီမိုတို disease နဲ့သားရိုက်ကျိတ်လိုမျိုးယောဂအခြေအနေကြောင့်လည်းဖြစ်နိုင်ပါတယ်။အရေးကြီးတာကလေပင်ကြီးရအရန်ဆိုးစရာမလိုပဲစနစ်တကျကုသမှုခံယူရင်ပျောက်ကင်းသွားနိုင်တဲ့အခြေအနေတွေလည်းရှိပါတယ်။ဆေးဝါးနဲ့ကုသတာမျိုးရှိတယ်လို့လိုအပ်ရင်တော့တခြားနည်းလမ်းတွေနဲ့လည်းကုသနိုင်ပြီးခွဲစိတ်ကုသတာမျိုးတွေလည်းလုပ်လို့ရပါတယ်။တကယ်တော့လေပင်ကြီးယောဂဟာအစောပိုင်းမှာဘာလက္ခဏာမှမပြပဲရှိတတ်ပါတယ်။ဒါပေမဲ့ပိုကြီးလာတဲ့အခါမှာတော့အပြေမှန်ကြည့်ုံနေလေဘင်းမှာအလုံးတရံပေါင်းချနေရမျိုးတတိထားမိလာပါလိမ့်မယ်။အဲ့ဒီအလုံးလေးကိုခံကြည့်ရင်နည်းနည်းနာနာမျိုးလည်းရှိနိုင်ပါတယ်။အထူးသဖြင့်ကော်လိုင်းကြီးဝတ်တဲ့အခါဒါမှမဟုတ်နက်ကနိုင်စီးတဲ့အခါမျိုးမှာဘင်းမှာတခုခုနဲ့တင်းကျပ်နေသလိုခံစားတတ်ပါတယ်။ဒီအပူချိန်ကလေပြွန်ဒါမှမဟုတ်အစာရည်မျိုးပြွန်ကိုတွားဖိမိတဲ့အခါအစာမျိုးချရတာခက်တာတခုခုခံနေသလိုဖြစ်တာမျိုးကြုံရတတ်ပါတယ်။အထူးသဖြင့်ညဘက်အိတ်တဲ့အခါအသက်ရှူအနေနဲ့ကျက်လာတာခဏခဏချောင်းဆိုတာဒါမှမဟုတ်အကွဲလာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ဒါအပြင်ကျွန်တော်တို့ရဲ့စိတ်ခံစားချက်နဲ့ခန္ဓာကိုယ်အပြောင်းလဲလေးကလည်းအပြေးပေးတတ်ပါသေးတယ်။ဥပမာကိုအမြဲဆိုရင်ပူပန်နေမိရဲ့နှလုံးတုံနဲ့ချွေးတွေခဏခဏထွက်နေရဆိုရင်ဒါဟာ thyroid hormone တွေအများများနေတဲ့လက္ခဏာဖြစ်နိုင်တယ်လို့စမ်းကြည့်မဲ့အနေနဲ့စိတ်တကြသလိုခံစားရတာအမြဲနှုံနေတာအေးတာကိုမခံနိုင်တာနဲ့ကိုယ်လေးချင်းရုပ်တရက်တလာမျိုးကတော့ဟော်မုန်းနဲ့နေတဲ့လက္ခဏာတွေဖြစ်နေတတ်ပါတယ်။တကယ်တော့လေပင်ကြီးဟာအကြောင်းရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။အဖြစ်များတဲ့အကြောင်းရင်းတချို့ကိုပြောပြရရင်ပထမဆုံးကတော့ကိုယ်ခါစနစ်နဲ့ဆိုင်တဲ့ Great disease လိုမျိုးယောဂတွေကြောင့် thyroid gland ကဟော်မုန်းတွေအများကြီးထွက်လာပြီးရှောင်ရမ်းလာတာမျိုးဖြစ်တတ်ပါတယ်။နောက်ပြီးဟာရှီမိုတို thyroiditis လိုမျိုး thyroid ရောင်ရမ်းတဲ့အခြေအနေကြောင့်လည်းဖြစ်နိုင်ပေမဲ့ဒီအခြေအနေကတော့ရှောင်ရမ်းတာတတ်တာသွားရင်ပြန်ကောင်းသွားတတ်ပါတယ်။နောက်ထပ်အတွေ့အများတာကတော့အကျိတ်လေးတွေပါthyroid gland ထဲမှာအဆိုင်ခဲဒါမှမဟုတ်အရေးအိတ်လေးတွေဖြစ်လာတဲ့အခါလေပင်ကတိတိတတ်တာကြီးလာတတ်ပါတယ်။တချို့အခြေအနေတွေမှာတော့ကင်ဆာခြင်းဖြစ်နိုင်ခြေရှိပေမဲ့ဒါကတော့အလွန်နည်းပါးပါတယ်။အမျိုးသမီးတွေမှာဆိုရင်ကိုယ်ဝန်ဆောင်ခြင်းထွက်လာတဲ့ HCG ဟော်မုန်းတွေကြောင့်လည်း thyroid gland ကနည်းနည်းလေးကြီးလာတတ်ပါတယ်။ဒါပေမဲ့ဒါကစိုးရိမ်စရာမရှိပဲကလေးမွေးပြီးရင်အလိုလိုပြန်ကောင်းသွားလေရှိပါတယ်။ဒါအပြင် virus ပိုးဝင်တာဒါမှမဟုတ်မိဘဗီဇအခြေအနေမှာလည်း thyroid gland ရောင်ရမ်းတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ iodine ချိုးတက်တာပါ။ကျွန်တော်တို့စားတဲ့အစားအစာတွေမှာ iodine ဓာတ်လုံလောက်အောင်မပါရင်လည်းလေပင်ကြီးလာတတ်ပါတယ်။ဒါပေမဲ့အခုခေတ်မှာတော့စားထဲမှာ iodine ဓာတ်ထည့်ထားတာမို့ဒီအကြောင်းရင်းကြောင့်ဖြစ်တာကတော့အတော်လေးနည်းသွားပါပြီ။ဒါကြောင့်လေပင်မှာအလုံးလေးတွေတွေ့ပြီးဆိုရင်အကျိတ်ကြောင့်ဖြစ်တဲ့ nodular goiter လားဒါမှမဟုတ်အကျိတ်မရှိပဲတစ်ပြင်းလုံးကြီးနေတဲ့ diffuse goiter လားဆိုတာကိုဆရာဝန်နဲ့သေချာပြသပြီးစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။
ဒီယောဂဖြစ်နိုင်ခြေပိုများတဲ့အခြေအနေလေးတွေကိုလည်းသတိထားမိနိုင်အောင်ပြောပြပေးခြင်းပါတယ်။တကယ်တော့လေပင်ကြီးယောဂကလူတိုင်းမှာဖြစ်နိုင်ပေမဲ့အမျိုးသမီးတွေမှာပိုဖြစ်များတာကိုတွေ့ရပါတယ်။နောက်ပြီးအသက်40ကျော်လာတဲ့အခါမျိုးမှာလည်းဖြစ်နိုင်ခြေပိုများလာတတ်တာမို့ဒီရွယ်ရောက်လာပြီဆိုရင်တော့ကိုယ့်ရဲ့ကျန်းမာရေးကိုပိုပြီးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေပင်ကြီးယောဂကိုဘယ်လိုမျိုးစစ်ဆေးအတည်ပြုတယ်လဲဆိုတာကိုလည်းပြောပြပေးပါမယ်။ပထမဆုံးအနေနဲ့ဆရာဝန်ကလေပင်ကိုကြည့်ုံနေတယ်ဒါမှမဟုတ်လက်နဲ့စမ်းသပ်ကြည့်ုံနေတယ်လေပင်ကြီးနေအောင်ကိုသိနိုင်ပါတယ်။ဒါပေမဲ့ပိုပြီးသိကြအောင်တော့တခြားစစ်ဆေးမှုလေးတွေထပ်လုပ်ရတတ်ပါတယ်။အရင်ဆုံးသွေးစစ်တာပါပဲ။သွေးစစ်ကြည့်လိုက်ရုံနဲ့သာရိုက်ဟော်မုန်းပမာဏဘယ်လောက်ရှိလဲပုံမှန်ထက်များနေလားနည်းနေလားဆိုတာကိုသိနိုင်တယ်လို့ပုံမှန်မဟုတ်တဲ့ antibody တွေရှိမရှိကိုလည်းသိနိုင်ပါတယ်။နောက်ထပ်ကတော့ultrasound ရိုက်တာပါဒါကတော့ thyroid gland ရဲ့အရွယ်အစားကိုတိတိကျကျသိုံတည်းမကပဲအထက်မှာအကျိတ်လေးတွေရှိနေသလားဆိုတာကိုပါရှင်းရှင်းလင်းလင်းမြင်ရစေပါတယ်တကယ်လို့အကျိတ်လေးတွေတွေ့တဲ့ဆိုရင်တော့ပိုပြီးစိတ်ချရအောင်ဆရာဝန်ကအလေးနဲ့အနေငယ်ဆုံးယူပြီးအသားအစာစစ်ဆေးတာမျိုးလဲလုပ်ကောင်းလုပ်ပါလိမ့်မယ်တချို့အခြေအနေတွေမှာတော့ဟော်မုန်းအခြေအနေပေါ်မူတည်ပြီး thyroid scan ရိုက်တာမျိုးဒါမှမဟုတ် CT နဲ့ MRI ရိုက်တာမျိုးလည်းလိုအပ်နိုင်ပါတယ်ဒါတွေဟာယောဂကိုအမှန်ကန်ဆုံးသိရှိပြီးအကောင်းဆုံးကုသမှုပေးနိုင်ဖို့အတွက်မို့အရန်ကြီးစိုးရိမ်စရာမလိုပါဘူးကုသမှုအပိုင်းကိုလည်းတဆင်ချင်းရှင်းပြပေးပါမယ်။တကယ်လို့လေပင်ကြီးကအရန်လည်းမသိတာဘူး။ဘာလက္ခဏာမှလည်းမခံစားဘူးဆိုရင်တော့ဆရာဝန်ကဘာဆေးမှမပြပဲပုံမှန်လေးစောင့်ကြည့်ရုံပဲညွှန်ကြားပါလိမ့်မယ်။ဒါပေမဲ့ကုသမှုလိုအပ်လာပြီဆိုရင်တော့ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီးနည်းလမ်းမျိုးမျိုးရှိပါတယ်။ဆေးဝါးနဲ့ကုသတဲ့အပိုင်းမှာဆိုရင်ဟော်မုန်းတွေနေရင်ဟော်မုန်းဖြည့်ဆက်သေးလေးတွေပေးတတ်တယ်လို့ဟော်မုန်းတွေအများများနေရင်လည်းဟော်မုန်းထိန်းသေးတွေနဲ့ကုသပေးပါလိမ့်မယ်။ thyroid gland ကအရန်အလုံးလုံးနေတဲ့အခါမျိုးမှာတော့ရေဒီယိုသတ္တုကြအာဝတိနဲ့ဂလင်းကိုပြန်ကျုံသွားအောင်လုပ်လို့ရပါတယ်ခွဲစိတ်ကုသမှုအပိုင်းမှာဆိုရင်လည်းအကျိတ်ကအရန်ကြီးတွေကိုနေရထိုင်ရခန့်နေရင်ဒါမှမဟုတ်စေတောင်းနေနေမှာဆက်ကြီးလာတဲ့ဆိုရင်တော့ခွဲစိတ်ပြီးဖယ်ရှားဖို့ဆရာဝန်ကအကြံပြုပါလိမ့်မယ်တကယ်လို့အာယိုဒင်းတက်ချိုးတယ်လို့ဖြစ်တာဆိုရင်တော့အာယိုဒင်းဖြစ်စစီလေးတွေတာဝန်နေတယ်အခြေအနေကိုထိန်းသိမ်းပေးနိုင်ပါတယ်အဓိကကတော့ကုသမှုနည်းလမ်းတွေအများကြီးရှိရမို့ကိုယ့်အတွက်အသိတော်ဆုံးနည်းလမ်းကိုဆရာဝန်နဲ့တခြားတိုင်ပင်ပြီးစနစ်တကျကုသသွားဖို့ပဲလိုအပ်တာပါကဲခုဆိုရင်လေပင်ကြီးယောဂကြောင့်ကိုစုံစုံလင်လင်သိသွားပြီလို့မျှော်လင့်ပါတယ်လေပင်မှာအလုံးလေးတွေ့ရရုံနဲ့ဒီအရန်ကြီးမထိတ်လန့်ပါနဲ့ကျွန်တော်တို့ခုနကပြောခဲ့သလိုပဲအများစုဟာကုသလို့ရတဲ့အခြေအနေတွေဖြစ်ပြီးနီးလန်းတွေလည်းအများကြီးရှိပါတယ်အရေးကြီးတာကတော့ကိုယ်ခန္ဓာကိုယ်ရဲ့အချက်ပေးတံကိုနားထောင်ဖို့ပါပဲထူးခြားတာရှိရင်နားလေတကြက်နဲ့ဆရာဝန်နဲ့အမြန်ဆုံးပြသတိုင်ပင်မှာစောစောကုသရေးပို့ပြီးတော့ထိရောက်ပါတယ်အားလုံးပဲကိုယ်စိတ်နှပြရွှေလန်းချမ်းမြေ့ကြပါစေ